表现到米大叔白的，ပြန်ရောက်ပြီပဲဒါနဲ့ငါလေးမွေးတမယာယူတော့တော့အိမ်လေးပဲမွေးတော့ပါဟိုလေညီမလေးတမယာလေးတစ်ခွက်လောက်ပါဟုတ်ကဲ့ပါဦးလေးဟုတ်ခဏနော်ဦးလေးတမယာကြီးတမယာပြီးကိုပြန်ဖြုတ်ရတာလားဟုတ်အဲ့ဒါမျိုးလို့လောက်လေတပတ်ပါရောပါဟုတ်ကဲ့ကျေးဇူးပါရှင်ငါမင်းကလည်းငါမပါတော့ဒီကမှလည်းဝေးစရာမရှိဘူးပါကြတော့လေသူတို့နော်ညနေလောက်ရောက်မှာပဲကစားကုန်ပစ္စည်းလေးနဲ့တူနေတော့ခိုင်းတော့နေနေလိုက်ပို့လိုက်မယ်သွားလိုက်ပါဘယ်လိုလဲဟာဟုတ်ချာမေရောက်ပြန်လာပြီဟုတ်ပါတော့ကန်တလင်းငါမရောက်လွန်းပြီလားဟာလာဖေရဲ့ဟုတ်ပါငါတည်းရဲ့စကားအလောက်ပြောကောင်းနေတယ်ကိုကမှပြန်ရောက်တာလေအဲ့ဒါကြောင့်ကိုတော့နားလောက်လေဟုတ်ပါပြီဗျာဟုတ်ပါပြီအဲ့ဆိုကိုလာလေးတွားအောင်လို့ထားနဲ့ကိုကလည်းအကုန်ပြင်ဆင်ထားရနော်မိရသည်ဆိုတော့ကျမတို့အိမ်မှာရေကတက်တာမျိုးလုံးရှိရဲတလုံးဝကြတော့ရေကကြောက်ထည့်တာလေသမီးလေးစိတ်ကြိုက်ဟုတ်တယ်ဖေကသမီးချိတ်တယ်အေးပါညနေရောက်မှသမီးတို့တွားကြည့်နေဖေလိုက်ပြီမယ်နော်ယောက်ျားရင်မဟုတ်တာသမီးတော့မလာတော့မှာပေါ့လာဖေတော့နာဟုတ်ပါမောင်းချက်ပဲရှာပါမောင်းလေးရှာလားပါတယ်ဗျာဖေနာထိုင်မလေးသူဖေလာတော့မြန်နော်သူဖေနာပဲထိုင်နေဖေးရှိသမီးပါလားမီးရမေဒါနဲ့သမီးလေးအေးပြောလီဝါမြေကရောက်စားနေလို့သွားစားပါသမီးအနည်းနဲ့ပဲပြပါဦးအေးသမီးလေးညောင်းတော့အနည်းလေးစီးပြန်လဲတာကျောင်းကတစားမယ်ညဖေရောဖေတခြားစားငါသမီးလေးရတယ်မမေရောမပါဘူးလားမမေတော့မေးခဲ့လို့အေးပါဟုတ်ကဲ့အဲ့တော့သမီးရေသွားရှိုးလောက်မယ်နော်မေဟုတ်ပါပြီသမီးရေမင်းတို့ခွဲရလဲပေါ့အမိလာပဲအခါတော့မတန်ရှင်းပါလားယေရှုလိုက်ပါကိုလာစပြတိုက်လာအောင်ယေရှုလိုပြီးရမအိမ်ရောအိမ်မပြန်သေးတော့မှရမယ်အိမ်မပြန်တော့မှအိမ်ကြီးကလည်းနူးရတဲ့ဆိုတော့ရမ်းပူပါပဲဒါနဲ့ခွင်းတော့ကောင်ဟာစိတ်ဖြစ်တယ်ခွင်းတော့ကောင်မချီတော့ပြန်ဘေးရောက်သွားလည်းမသိမင်းကိုပြောလိုက်ပါမင်းပြောဒီအိမ်မရှိမှာတော်လေးတော့လာမယ်ညနေရောက်သွားတော့အခါဖေနဲ့မေတကားတီကြီးလောက်ပြောနေတယ်ညနေရောက်နေပြီဟေးငါမနေဟုတ်လား
ဟုတ်တယ်ဖေဖေအဲ့ဆိုဖေဖေဝက်လဲမနေနဲ့တော့နော်ဟုတ်ပါပြီဗျာမလဲတော့ပါဘူးတော်ပါလေမိမရဲ့ကလေးပုတ်ခိုင်းတာလိုက်ပို့ပါပေါ့ဟုတ်အဲ့တော့အရှင်လေးယေးပြောလိုက်တာအားကြောင့်တို့ဖေဖေရဲ့ချစ်တယ်ဆိုပြီးလေတော့အောင်လေဟုတ်ဘေးရောက်ခေါ်ပြရလေဒီမှာပဲနေလေဒီကပို့ကောင်းနေလေအမေချ